ဘူးမကိုရှိနေတော့သိရတယ်မိုးတီတာနဲ့မမေတောက်ဖို့လို့လင်ရတာလေအောင်စီဘာဖြစ်နေရလဲမိမိမသွေးနုသားနုနဲ့လေစကားပြောတာဆင်ခြင်စမ်း ကိုဘက်ကလည်းတားမိမ့်ပါပဲသူ့သွေးနုသားနုတော့ကြတော့ဘာဖြစ်လို့ရက်ဆက်ကြတာလဲဒါကိုလိန်ထားတဲ့သူတွေနော်လုံးဝမကျင်တယ်ဘူးလုံးဝလည်းခွင့်မလို့ဘူးသားကလေးရှိနေတော့သိရနဲ့ထိန်ချန်ထားကြတဲ့သူတွေမိုးတီတာနေဘာဖြစ်လို့လင်ရတာလဲ 妹လောက်ပါဦးမေရဲ့စနို့ညီမလေး နင်ဘာမှကိုရင်ကမှလုံနေရခုမှ ကိုယ်နောက်မှပြောအောင်မမကခုမှခလင်းမွေးထားတွင်းလူတောင်းနေတာကိုယ်လာဖူဂျီတွင်းဝမ်မွှေးစီပါတဲ့ဆက်ပြရည်ကိုထုတ်လေးရည်နဲ့ရနေပြီနော်ဆက်ပြရည်ထဲမှာအမွှေးစီတစ်ခါတည်းပါပြီးသားမို့မွေးရနံ15ရက်ကြာဆွဲကြံစီပြီးဘက်တီးရီးယားတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်အမွှေးစီထပ်သုံးစရာမလိုတဲ့ဖူဂျီတွင်းဝမ်မွှေးစီပါတဲ့ဆက်ပြရည်ဖူဂျီမေဘယ်လိုလုပ်ကြမလဲမမဘယ်လိုလုပ်ပြီးတော့တိသွားလဲမသိဘူး တိသွားတယ်ဆိုမှတော့တယောက်ကပြောလိုက်လို့နေမှာပေါ့ မနဲ့မြအဆက်တွေရောက်သွားလားမသိဘူးမေရဲ့ အဆက်တွေရစရာအကြောင်းမရှိပါဘူးအေးမြမိုးလို့နေစရာမရှိအောင်ကိုနှင်းထုတ်ခိုင်းထားပြီးပြီဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းတော့မသိတော့ဘူးအခုကျမှဘယ်လိုပြန်ပေါ်လာပြီးအောင်စီကဘယ်လိုလုပ်တည်လာလဲမသိပါဘူးမိုးဘာမှစိတ်မပူနဲ့ဒီချိန်ကျမှဘာမှလုပ်လို့မရတော့ဘူးမိမေကြီးအတွက်ဒီနီးရမှာမိမေကြီးနီးပဲမိမေကြီးနီးနဲ့ချွေးမတော့မိမေကြီးအပြည့်အဝကာကွယ်ပေးမယ်စိတ်ချ